မြန်မာတရုတ်နဲ့အိန္ဒိယအင်အားကြီးနှစ်နိုင်ငံကြားကမြန်မာ၏မဟာဗျူဟာလမ်းကြောင်းမင်္ဂလာပါခါလန်ဒမီရမဂျိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာနိုင်ငံရေးရဲ့အကြီးဆုံးမေးခွန်းတစ်ခုကိုအထူးတကွလေ့လာသွားကြပါမယ်မြန်မာနိုင်ငံဟာတရုတ်ဘက်ကိုယိမ်းနေသလားဒါမှမဟုတ်အိန္ဒိယနဲ့ပိုနီးကပ်နေသလားဒါမှမဟုတ်အင်အားကြီးနှစ်နိုင်ငံကြားမှာဟန်ချက်ညီအောင်စ조사နေတဲ့နိုင်ငံတစ်နိုင်ငံပဲလားဒီမေးခွန်းဟာမြန်မာနိုင်ငံအတွက်သာမဟုတ်ပါဘူးအာရှနိုင်ငံကမ္ဘာလုံခြုံရေးနဲ့ဒေသတွင်းအင်အားချိန်ခွင်ရှာကိုပါတက်ရောက်မှုရှိတဲ့မေးခွန်းတစ်ခုဖြစ်လာနေပါတယ်2021ခုနှစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံဟာအနောက်နိုင်ငံများရဲ့ပိတ်ဆို့အရေးယူမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်အဲ့ဒီချိန်ကစပြီးမြန်မာရဲ့နိုင်ငံခြားဆက်ဆံရေးဟာအိန္ဒိချင်းနိုင်ငံတွေကိုပုံမမိခိုလာရပါတယ်အဲ့ဒီထဲမှာတရုတ်နဲ့အိန္ဒိယဟာအရေးအကြီးဆုံးနိုင်ငံနှစ်နိုင်ငံဖြစ်လာပါတယ်ပထဝီဝင်အရာကြည့်မယ်ဆိုရင်မြန်မာနိုင်ငံဟာတောင်အာရှနဲ့အရှေ့တောင်အာရှကိုဆက်သွယ်ပေးတဲ့တရားတစ်စင်းလိုဖြစ်နေပါတယ်အိန္ဒိယသမုဒ္ဒရာကိုထွက်ပေါက်ရှိတယ်တရုတ်အတွက်ပင်လယ်ထွက်ပေါက်တစ်ခုလည်းဖြစ်နိုင်တယ်အိန္ဒိယအတွက်လည်းအာဆီယံဈေးကွက်ကိုဝင်ရောက်ဖို့အထူးကလမ်းကြောင်းတစ်ခုဖြစ်နေပါတယ်ဒီလိုပထဝီဝင်အနေအထားကြောင့်မြန်မာနိုင်ငံဟာအင်အားကြီးနိုင်ငံတွေရဲ့ပြိုင်ဆိုင်မှုအလဲပေါ်ကိုရောက်လာခဲ့ပါတယ်ရိုက်တာရဲ့သုံးသက်ချက်အရတရုတ်ဟာမြန်မာနိုင်ငံကိုနေဆက်လုံခြုံရေး Belt and Road Initiative ကျောက်ဖြူ Deep Seaport ရေနာနဲ့တဘာဝဓာတ်ငွေ့ပိုက်လိုင်းရှားပါသတ္ထုစတဲ့မဟာဗျူဟာအကျိုးစီးပွားတွေအတွက်အလွန်အရေးပါတဲ့နိုင်ငံအဖြစ်သတ်မှတ်ထားပါတယ်။ဒါကြောင့်မြန်မာနိုင်ငံအတွင်းဘယ်လိုနိုင်ငံရေးအပြောင်းလဲတွေဖြစ်ပေါ်နေပါစေတရုတ်ဟာသူ့ရဲ့အကျိုးစီးပွားတွေကိုထိန်းသိမ်းဖို့စ조사နေစေဖြစ်တယ်လို့ရိုက်တာကသုံးသပ်ထားပါတယ်။တစ်ဖက်မှာလည်းအိန္ဒိယဟာမြန်မာနိုင်ငံကိုတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုဟန်ချက်ညီစေမဲ့မဟာဗျူဟာနေရာတစ်ခုအဖြစ်မြင်နေပါတယ်။ရိုက်တာရဲ့အဆိုအရအိန္ဒိယအစိုးရအတွက်မြန်မာနိုင်ငံဟာအရှိမြောက်ပြည်နယ်တွေလုံခြုံရေးနယ်စပ်တည်ငြိမ်ရေးကလတန် Multi Model Project India Myanmar Thailand Highway စတဲ့စီမံကိန်းကြီးတွေရဲ့အောင်မြင်မှုကိုဆုံးဖြတ်ပေးနိုင်တဲ့နိုင်ငံဖြစ်နေပါတယ်။ဒီတော့တရုတ်ကလည်းမြန်မာကိုလိုအပ်တယ်။အိန္ဒိယကလည်းမြန်မာကိုလိုအပ်တယ်။မင်းစရာတစ်ခုကမြန်မာနိုင်ငံကရောဘယ်သူဘက်ကိုပိုနီးစပ်နေတာလဲ။ဒါဟာနိုင်ငံရေးအမြင်တစ်ခုတည်းနဲ့ဖြေလို့မရတဲ့မိခွန်းပါ။အဲ့ဒီအဖြေကိုရှာဖို့တရုတ်အိန္ဒိယနိုင်ငံတကာမီဒီယာတွေရဲ့သုံးသပ်ချက်တွေကိုတစ်ခုပြီးတစ်ခုလေ့လာဖို့လိုအပ်ပါတယ်။လာမယ့်ပတ်2မှာတော့တရုတ်ကမြန်မာနိုင်ငံကိုဘာကြောင့်ဒီလောက်အထိအရေးထားနေရလဲ Belt and Road Initiative ကျောက်ဖြူစိတ်ကမ်းရေနာနဲ့တဘာဝဓာတ်ငွေ့ပိုက်လိုင်း Rare Earth နဲ့နေဆက်လုံခြုံရေးတို့ကဘေကျင်းအတွက်ဘလောက်အရေးပါတယ်လဲဆိုတာကို Reuters နဲ့နိုင်ငံတကာသတင်းဌာနတွေရဲ့သုံးသပ်ချက်တွေကိုကိုးကားပြီးဆက်လက်တင်ဆက်ပေးသွားပါမယ်။ Part 2တရုတ်ကမြန်မာနိုင်ငံကိုဘာကြောင့်ဒီလောက်အရေးထားသလဲPart 1မှာမြန်မာနိုင်ငံဟာတရုတ်နဲ့အိန္ဒိယကြားမဟာဗျူဟာအရေးပါတဲ့နေရာတစ်ခုဖြစ်နေတယ်ဆိုတာကိုလေ့လာခဲ့ပါတယ်။အခုတော့မေးခွန်းတစ်ခုကိုဆက်ပြီးဖြေကြည့်ရအောင်။တရုတ်နိုင်ငံကမြန်မာကိုဘာကြောင့်ဒီလောက်ထိအရေးထားတာလဲ။နိုင်ငံတကာမီဒီယာတွေအထူးသဖြင့် Reuters နဲ့ South China Morning Post တို့ရဲ့သုံးသပ်ချက်အရအကြောင်းရင်းဟာနိုင်ငံရေးတစ်ခုတည်းမဟုတ်ပါဘူး။လုံခြုံရေးစွမ်းအင်ကုန်သွယ်ရေးနဲ့ပထဝီနိုင်ငံရေးဒီအချက်၄ခုကအဓိကကြပါတယ်။တရုတ်အတွက်မြန်မာဟာပင်လယ်ထွက်ပေါက်တရုတ်နိုင်ငံရဲ့ကုန်သွယ်ရေးအများစုဟာတောင်တရုတ်ပင်လယ်နဲ့မလက္ကာရေလက်ကြားကိုဖြတ်တန်းရပါတယ်။ဒါပေမဲ့မလက္ကာရေလက်ကြားဟာကမ္ဘာအလုပ်အများဆုံးရေကြောင်းလမ်းကြောင်းတွေထဲကတစ်ခုဖြစ်ပြီးပြိပခဖြစ်ပွားရင်အလွယ်တကူထိခိုက်နိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ Reuters ကဖော်ပြထားသလိုတရုတ်ကဒီအနေကိုလျှော့ချဖို့မြန်မာနိုင်ငံကိုဖျက်ဆီးတဲ့တရုတ်မြန်မာရေနံနဲ့တဘာဝဓာတ်ငွေ့ပိုက်လိုင်းကိုအလွန်အရေးကြီးတဲ့စီမံကိန်းအဖြစ်သတ်မှတ်ထားပါတယ်။ဒီပိုက်လိုင်းတွေကရခိုင်ပြည်နယ်ကျောက်ဖြူစိတ်ကမ်းကနေတရုတ်နိုင်ငံယူနန်ပြည်နယ်အထိဆက်သွယ်ထားပြီးပင်လယ်ကတင်လာတဲ့စွမ်းအင်ကိုမလက္ကာရေလက်ကြားကိုမဖြတ်ဘဲဓာတ်ရိုက်ပို့ဆောင်နိုင်စေပါတယ်။ဒါကြောင့်မြန်မာနိုင်ငံရဲ့တည်ငြိမ်မှုဟာတရုတ်ရဲ့စွမ်းအင်လုံခြုံရေးနဲ့ဓာတ်ရိုက်ဆက်နေတယ်လို့ Reuters ကသုံးသပ်ထားပါတယ်။ Belt and Road Initiative BRI တရုတ်သမ္မတရှီကျင်းဖျင်ရဲ့အဓိကမဟာဗျူဟာစီမံကိန်းဖြစ်တဲ့ Belt and Road Initiative BRI မှာမြန်မာနိုင်ငံကအရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ SCMP နဲ့ Reuters တို့ရဲ့အဆိုအရ
China Myanmar Economic Corridor CMEC ဟာယူနန်ပြည်နယ်ကနေကြောက်ဖြူအထိလမ်းရထားလမ်းစက်မှုစုံနဲ့စိတ်ကမ်းတွေကိုဆက်သွယ်ဖို့ရည်ရွယ်ထားတဲ့စီမံကိန်းဖြစ်ပါတယ်။ဒီစီမံကိန်းတွေအောင်မြင်ဖို့အတွက်မြန်မာနိုင်ငံအတွင်းလုံခြုံရေးနဲ့နိုင်ငံရေးတည်ငြိမ်မှုဟာတရုတ်အတွက်အရေးကြီးလာပါတယ်။ရှားပါသတ္ထုနောက်ထပ်အရေးကြီးတဲ့အချက်ကရှားပါသတ္ထုများဖြစ်ပါတယ်။ Reuters ရဲ့သတင်းတွေအရမြန်မာနိုင်ငံဟာကမ္ဘာရှားပါသတ္ထုထုတ်လုပ်ရေးကွင်းဆက်မှာအရေးပါနေတဲ့နေရာတစ်ခုဖြစ်လာပါတယ်။ဒီသတ္ထုတွေကိုလျှစ်စစ်ကား EV လေအားလျှစ်စစ်တာဘိုင်စမတ်ဖုန်းဒုံးကျည်နဲ့ကာကွယ်စနစ်များစတဲ့နည်းပညာမြင့်ထုတ်ကုန်တွေမှာအသုံးပြုကြပါတယ်။ဒါကြောင့်ရှားပါသတ္ထုထုတ်လုပ်ရာနယ်မြေတွေမတည်ငြိမ်ရင်တရုတ်ရဲ့စက်မှုထုတ်လုပ်ရေးကိုပါသက်ရောက်မှုရှိနိုင်တယ်လို့လေ့လာသူတွေကသုံးသပ်ထားပါတယ်။နယ်စပ်လုံခြုံရေးတရုတ်မြန်မာနယ်စပ်ဟာကီလိုမီတာ2000ကျော်ရှည်လျားပါတယ်။2023ခုနှစ်ကစပြီးနယ်စပ်ဒေသတိုက်ပွဲတွေအွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့လက်နက်ကင်ပဋိပက္ခတွေကြောင့်တရုတ်ဘက်ကိုထိခိုက်မှုတွေရှိလာခဲ့ပါတယ်။ Reuters ရဲ့ဖော်ပြချက်အရတရုတ်ဟာနယ်စပ်တည်ငြိမ်ရေးကိုဦးစားပေးပြီးမြန်မာဘက်ကသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဆက်သွယ်ဆောင်ရွက်နေပါတယ်။ဒီလိုဆောင်ရွက်တာဟာပြည်တွင်းနိုင်ငံရေးကိုဝင်ရောက်ဆွတ်ဖက်ဖို့ထက်နယ်စပ်လုံခြုံရေးနဲ့စီးပွားရေးအကျိုးစီးပွားကိုကာကွယ်ဖို့ပုံမရည်ရွယ်တယ်လို့လေ့လာသူအချို့ကသုံးသပ်ကြပါတယ်။တရုတ်ရဲ့တန်တမာရေးမဟာဗျူဟာ Reuters နဲ့ ISP မြန်မာတို့ရဲ့သုံးသပ်ချက်တွေမှာတွေ့ရတဲ့အချက်တစ်ခုကတရုတ်ဟာမြန်မာနိုင်ငံအတွင်းကအဖွဲ့အစည်းတစ်ခုတည်းနဲ့မဟုတ်ဘဲသက်ဆိုင်ရာအင်အားစုအမျိုးမျိုးနဲ့ဆက်သွယ်မှုတွေကိုထိန်းသိမ်းထားဖို့စူးစမ်းနေတယ်ဆိုတာပါဒီလိုလှုံ့ဆော်တာဟာအနာဂတ်မှာဘယ်သူကအာဏာရလာသည်ဖြစ်စေတရုတ်ရဲ့ရေရှည်အကျိုးစီးပွားတွေကိုဆက်လက်ကာကွယ်နိုင်ဖို့ရည်ရွယ်တဲ့မဟာဗျူဟာတစ်ခုလို့သုံးသပ်သူအချို့ကရှုမြင်ကြပါတယ်ပတ်တူးနီကုံဒီအချက်တွေကိုစုစည်းကြည့်မယ်ဆိုရင်တရုတ်အတွက်မြန်မာနိုင်ငံဟာအိမ်နီးချင်းနိုင်ငံတစ်နိုင်ငံသာမဟုတ်ပါဘူးစွမ်းအင်လန်းကြောင်းကုန်သွယ်ရေးနယ်စပ်လုံခြုံရေးရှားပါသတ္ထုနဲ့ဒေသတွင်းမဟာဗျူဟာတို့အတွက်အရေးပါတဲ့မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ဒါပေမဲ့ဒီဇက်လန်မှာတရုတ်တနိုင်ငံတည်းမပါဝင်ပါဘူးအိန္ဒိယကလည်းမြန်မာနိုင်ငံကိုပိုင်မဟာဗျူဟာအကျိုးစီးပွားတွေနဲ့ကြီးစုနေပါတယ်လာမယ့်ပတ်ထရီမှာတော့အိန္ဒိယဟာမြန်မာနိုင်ငံကိုဘာကြောင့်အရေးထားသလဲ Skeleton Multi-Modal Project India Myanmar Thailand Highway နယ်စပ်လုံခြုံရေးနဲ့တရုတ်ကိုဟန်ချက်ညီစေလိုတဲ့မဟာဗျူဟာအကြောင်းကို Reuters နဲ့နိုင်ငံတကာလေ့လာသုံးသပ်ချက်တွေကိုအခြေခံပြီးဆက်လက်တင်ဆက်ပေးသွားပါမယ်ပတ်ထရီအိန္ဒိယကမြန်မာနိုင်ငံကိုဘာကြောင့်အရေးထားသလဲပတ်တူးမှာတရုတ်နိုင်ငံအတွက်မြန်မာဟာစွမ်းအင်ကုန်သွယ်ရေးနဲ့နယ်စပ်လုံခြုံရေးအရာဘာကြောင့်အရေးပါတာလဲဆိုတာကိုလေ့လာခဲ့ကြပါတယ်အခုတော့တရုတ်နဲ့ပြိုင်ဖက်လဲမဟုတ်မိတ်ဖက်လဲမဟုတ်တဲ့အိန္ဒိယနိုင်ငံကမြန်မာကိုဘယ်လိုမြင်နေလဲဆိုတာကိုဆက်လက်လေ့လာကြရအောင်နိုင်ငံတကာမီဒီယာတွေရဲ့သုံးသပ်ချက်အရအိန္ဒိယအတွက်မြန်မာနိုင်ငံဟာအိန္ဒိချင်းနိုင်ငံတစ်ခုထက်ပိုတဲ့မဟာဗျူဟာတန်ဖိုးရှိနေပါတယ်မြန်မာဟာအိန္ဒိယရဲ့ Act East Policy အတွက်အဓိကတကပောက်1990ပြည်လွန်နှစ်တွေကစပြီးအိန္ဒိယဟာအရှေ့တောင်အာရှနိုင်ငံတွေနဲ့စီးပွားရေးနဲ့တန်တမာရေးပုံမချိတ်ဆက်ဖို့ Lock East Policy ကိုစတင်ခဲ့ပါတယ်။နောက်ပိုင်းမှာအဲ့ဒီမူဝါဒကို Act East Policy အဖြစ်တိုးချဲ့ခဲ့ပါတယ်။ဒီမူဝါဒရဲ့အဓိကရည်မှန်းချက်ကအိန္ဒိယကိုအာဆီယံနိုင်ငံတွေနဲ့ပုံမနီးကပ်စွာချိတ်ဆက်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလမ်းကြောင်းရဲ့အလယ်မှာရှိနေတာကမြန်မာနိုင်ငံမှာဒါကြောင့်မြန်မာနိုင်ငံမတည်ငြိမ်ရင်အိန္ဒိယရဲ့ Act East Policy ကိုလည်းဓာတ်ရိုက်သက်ရောက်မှုရှိနိုင်တယ်လို့ Reuters နဲ့ ORF ကသုံးသပ်ထားပါတယ်။ Skeleton Multi-Modal Project အိန္ဒိယရဲ့အရေးအကြီးဆုံးစီမံကိန်းတွေထဲကတစ်ခုကတော့ Skeleton Multi-Modal Transport Project ဖြစ်ပါတယ်။ဒီစီမံကိန်းဟာအိန္ဒိယနိုင်ငံကလကတ္တာစိတ်ကမ်းကနေမြန်မာနိုင်ငံစစ်တွေစိတ်ကမ်းကိုရေကြောင်းဖြစ်ချိတ်ဆက်ပြီးအဲဒီကနေကလတန်မြစ်တလျှောက်ချင်းပြည်နယ်ပလဝအထိပြီးတော့မီဇိုရမ်ပြည်နယ်ကိုကားလမ်းနဲ့ဆက်သွယ်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။လေ့လာသူတွေကဒီစီမံကိန်းကိုအိန္ဒိယရဲ့အရှေ့မြောက်ဒေသစီးပွားရေးဖွံ့ဖြိုးမှုအတွက်အသက်သွေးကြောတစ်ခုလို့တောင်ခေါ်ကြပါတယ်။ India Myanmar Thailand Highway Skeleton Project အပြင်နောက်ထပ်အရေးကြီးတဲ့စီမံကိန်းကတော့ India Myanmar Thailand Trilateral Highway ဖြစ်ပါတယ်။ဒီလမ်းမကြီးဟာအိန္ဒိယကနေမြန်မာကိုဖြတ်ပြီးထိုင်းနိုင်ငံအထိဆက်သွယ်မဲ့လမ်းမကြီးဖြစ်ပါတယ်
အနာဂတ်မှာလာအိုကမ္ဘောဒီးယားနဲ့ဗီယက်နမ်အထိဆက်သွယ်နိုင်ဖို့လည်းရည်မှန်းထားပါတယ်။ ရိုက်တာရဲ့သုံးသက်ချက်အရဒီစီမံကိန်းဟာအိန္ဒိယရဲ့ကုန်သွယ်ရေးကိုမြင့်တင်ပေးနိုင်တယ်လို့တရုတ်ရဲ့ဒေသတွင်းစီးပွားရေးဩဇာကိုလည်းဟန်ချက်ငီးစေနိုင်မဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။နယ်စပ်လုံခြုံရေးအိန္ဒိယနဲ့မြန်မာကြားနယ်စပ်ဟာကီလိုမီတာ1600ကျော်ရှည်လျားပါတယ်။ဒီနယ်စပ်ဟာမီဇိုရမ်၊မဏိပူ၊နာဂလန်းနဲ့အရုဏာချယ်ပရာဒက်ပြည်နယ်တွေကိုဖျက်ဆီးထားပါတယ်။ ရိုက်တာနဲ့ Carnegie Endowment တို့ရဲ့သုံးသက်ချက်အရအိန္ဒိယအစိုးရဟာနယ်စပ်ဖြတ်ကျော်လက်နက်ကင်လှုပ်ရှားမှုများလူမှောင်ခိုကူးမှုမူးယစ်ဆေးဝါးရောင်းဝယ်မှုလက်နက်မှောင်ခိုမှုစတဲ့ကိစ္စတွေကိုအဓိကစိုးရိမ်နေပါတယ်။ဒါကြောင့်မြန်မာနယ်စပ်တည်ငြိမ်ရေးဟာအိန္ဒိယရဲ့အမျိုးသားလုံခြုံရေးနဲ့ဓာတ်ရိုက်ဆက်စပ်နေပါတယ်။မီဇိုရမ်နဲ့မြန်မာစစ်ပေးရှောင်များနောက်ထပ်အရေးကြီးတဲ့အချက်ကလူသားချင်းစာနာမှုဆိုင်ရာကိစ္စဖြစ်ပါတယ်။2021ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံကနေမီဇိုရမ်ပြည်နယ်ကိုစစ်ပေးရှောင်တောင်းချီဝင်ရောက်လာခဲ့ပါတယ်။ ရိုက်တာနဲ့အခြားသတင်းဌာနတွေရဲ့ဖော်ပြချက်အရမီဇိုရမ်အစိုးရဟာဒေသခံတွေရဲ့လူမျိုးရေးဘာသာစကားနဲ့ယဉ်ကျေးမှုဆက်နွယ်မှုကြောင့်စစ်ပေးရှောင်အများစုကိုလက်ခံပေးခဲ့ပါတယ်။ဒါပေမဲ့အရင်းအမြစ်ဘတ်ဂျက်နဲ့လူမှုဝန်ဆောင်မှုတွေပေါ်ဖိအားတွေတိုးလာနေတယ်လို့မီဇိုရမ်အာဏာပိုင်တွေကသတိပေးထားပါတယ်။အိန္ဒိယရဲ့ဟန်ချက်ညီမူဝါဒနိုင်ငံတကာသုံးသက်သူအချို့ကအိန္ဒိယရဲ့မြန်မာမူဝါဒကို pragmatic engagement လို့ဖော်ပြကြပါတယ်။အဓိပ္ပာယ်ကနိုင်ငံရေးအမြင်တစ်ခုတည်းကိုအခြေခံတာမဟုတ်ပဲနယ်စပ်လုံခြုံရေးစီးပွားရေးနဲ့ဒေသတွင်းမဟာဗျူဟာအကျိုးစီးပွားတွေကိုအဓိကထားဆောင်ရွက်တဲ့မူဝါဒဖြစ်ပါတယ်။ပတ်ထရီနီဂိုဒါကြောင့်တရုတ်အတွက်မြန်မာဟာပင်လယ်ထွက်ပေါက်နဲ့စွမ်းအင်လမ်းကြောင်းဖြစ်တယ်လို့အိန္ဒိယအတွက်တော့အရှေ့တောင်အာရှကိုဆက်သွယ်ပေးတဲ့တကပေါက်နယ်စပ်လုံခြုံရေးစီးပွားရေးဖွံ့ဖြိုးမှုနဲ့ဒေသတွင်းမဟာဗျူဟာအကျိုးစီးပွားတွေအတွက်အရေးပါတဲ့မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်နေပါတယ်။အင်အားကြီးနှစ်နိုင်ငံစလုံးကမြန်မာနိုင်ငံကိုမတူညီတဲ့ရှုထောင့်တွေနဲ့ကြည့်နေကြပေမဲ့ရည်မှန်းချက်တစ်ခုတော့တူညီနေပါတယ်။အဲ့ဒါကတော့မြန်မာနိုင်ငံအတွင်းမိမိတို့ရဲ့ရေရှည်အကျိုးစီးပွားကိုကာကွယ်ထိန်းသိမ်းလိုခြင်းပဲဖြစ်ပါတယ်။လာမယ့် platform မှာ Reuters, South China Morning Post, The Economics, Nikkei Asia, Carnegie Endowment နဲ့ ISP မြန်မာတို့အပါအဝင်နိုင်ငံတကာမီဒီယာနဲ့သုတေသနအဖွဲ့အစည်းတွေကမြန်မာတရုတ်အိန္ဒိယဆက်ဆံရေးကိုဘယ်လိုရှုမြင်ထားကြသလဲ။သုံးသက်ချက်တူညီတဲ့အချက်နဲ့မတူညီတဲ့အချက်တွေကိုနှိုင်းယှဉ်လေ့လာပြီးမြန်မာနိုင်ငံရဲ့အနာဂတ်မဟာဗျူဟာအပေါ်ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာကိုဆက်လက်တင်ပြပေးသွားပါမယ်။ Part 4နိုင်ငံတကာမီဒီယာများ၏သုံးသက်ချက်မြန်မာကိုကမ္ဘာကဘယ်လိုမြင်သလဲ။ Part 1မှာမြန်မာနိုင်ငံရဲ့ပထဝီဝင်အရေးပါမှုကိုလေ့လာခဲ့ကြပါတယ်။ Part 2မှာတရုတ်နိုင်ငံရဲ့ရှုမြင်ပုံကိုစမ်းစစ်ခဲ့ပါတယ်။ Part 3မှာအိန္ဒိယရဲ့မဟာဗျူဟာအကျိုးစီးပွားကိုလေ့လာခဲ့ပါတယ်။အခုတော့မြန်မာနိုင်ငံကိုနိုင်ငံတကာမီဒီယာတွေရဲ့မဟာဗျူဟာသုတေသနအဖွဲ့တွေကဘယ်လိုသုံးသပ်ထားကြသလဲဆိုတာကိုလေ့လာကြည့်ရအောင်။ Reuters မြန်မာဟာပြည်တွင်းစစ်တစ်ခုထက်ပိုတဲ့ပြိုင်ဆိုင်မှုမြေပြင် Reuters ရဲ့သုံးသပ်ချက်တွေမှာမြန်မာနိုင်ငံကိုပြည်တွင်းပြိပက္ခတစ်ခုတည်းနဲ့မရှုမြင်တော့ပါဘူး။အဲ့ဒီအစားတရုတ်အိန္ဒိယနဲ့အနောက်နိုင်ငံတွေရဲ့မဟာဗျူဟာပြိုင်ဆိုင်မှုအဓိကဖြစ်ပွားနေတဲ့နေရာဖြစ်သတ်မှတ်လာပါတယ်။ Reuters ကဖော်ပြတဲ့အချက်တစ်ခုကမြန်မာနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုကြောင့်တရုတ်ရဲ့စီးပွားရေးစီမံကိန်းတွေနှောင့်နှေးလာသလိုအိန္ဒိယရဲ့နေဆက်လုံခြုံရေးလည်းပိုမိုခက်ခဲလာတယ်လို့ဆိုထားပါတယ်။ The Economics စစ်ပွဲကဒေသတစ်ခုလုံးကိုပြောင်းလဲစေနိုင်တယ်။ The Economics ရဲ့သုံးသက်ချက်အရမြန်မာနိုင်ငံကပြဿနာဟာနိုင်ငံတနိုင်ငံတည်းရဲ့အရေးမဟုတ်တော့ပါဘူး။မြန်မာမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်လာရင်ဒုက္ခသည်စီးဆင်းမှုနေဆက်ကုန်သွယ်ရေးမူရစ်ဆေးဝါးကွန်ရက်လက်နက်မှောင်ခိုစတဲ့ပြဿနာတွေဟာအိမ်နီးချင်းနိုင်ငံအားလုံးကိုထိခိုက်လာနိုင်တယ်လို့သတိပေးထားပါတယ်။ Nikkei Asia တရုတ်နဲ့အိန္ဒိယကြားကမြန်မာဂျပန်အခြေစိုက် Nikkei Asia ကတော့မြန်မာနိုင်ငံကို strategic buffer state ဆိုပြီးသုံးသပ်ထားပါတယ်။အဓိပ္ပာယ်ကတရုတ်နဲ့အိန္ဒိယကြားအရေးပါတဲ့ကြားခံနိုင်ငံတစ်ခုဖြစ်နေတယ်ဆိုတာပါ။တရုတ်ဟာမြန်မာမှတဆင့်အိန္ဒိယသမုဒ္ဒရာကိုထွက်ချင်တယ်။အိန္ဒိယကတော့တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုမကြီးထွားစေချင်ဘူး။ဒါကြောင့်မြန်မာဟာအင်အားကြီးနိုင်ငံနှစ်ခုရဲ့အကျိုးစီးပွားတွေစုံနေတဲ့နေရာဖြစ်လာတယ်လို့ Nikkei Asia ကဆိုပါတယ်။ South China Morning Post တရုတ်ရဲ့အခက်အခဲ
ဟောင်ကောင်အခြေစိုက် SCMP ကတရုတ်ရဲ့ယက်တီချက်ကိုအဓိကသုံးသပ်ထားပါတယ်။တရုတ်အတွက်အရေးကြီးဆုံးကတည်ငြိမ်မှုဖြစ်ပါတယ်။ဘေးအဖွဲ့အာဏာရတာထက်တရုတ်ရဲ့ယင်းနှီးမြှုပ်နှံမှုတွေရေနာနဲ့တဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေနေဆက်ကုန်သွယ်ရေးတွေလုံခြုံနေဖို့ကပိုအရေးကြီးတယ်လို့ SCMP ကရေးသားထားပါတယ်။ Carnegie Endowment တရုတ်ကဘက်ပေါင်းစုံနဲ့ဆက်ဆံနေတယ်။ Carnegie Endowment ရဲ့သုံးသက်ချက်အရတရုတ်ဟာအစိုးရတစ်ဖွဲ့တည်းနဲ့မဟုတ်ဘဲမြန်မာနိုင်ငံအတွင်းရှိအင်အားစုအမျိုးမျိုးနဲ့ဆက်ဆံရေးတည်ဆောက်ထားတယ်လို့ဆိုပါတယ်။အဲ့လိုလုပ်ရတဲ့အကြောင်းရင်းကဘယ်သူပဲအင်အားကြီးလာတရုတ်ရဲ့အကျိုးစီးပွားမထိခိုက်စေဖို့ဖြစ်ပါတယ်။ International Crisis Group အဖြေကစစ်ရေးတစ်ခုတည်းမဟုတ် ICG ရဲ့အစီရင်ခံစာတွေမှာမြန်မာနိုင်ငံရဲ့အကျက်တီးကိုစစ်ရေးနီလန်းတစ်ခုတည်းနဲ့ဖြည့်ရှင်းဖို့မဖြစ်နိုင်ဘူးလို့သုံးသပ်ထားပါတယ်။နိုင်ငံရေးဆွေးနွေးမှုဒေသခံအဖွဲ့အစည်းတွေရဲ့ပါဝင်မှုလူသားချင်းစာနာမှုအကူအညီစတာတွေမပါဘဲတည်ငြိမ်မှုရလာမှာမဟုတ်ဘူးလို့ဆိုပါတယ်။ ISP မြန်မာပြိပခကပုံမရှုပ်ထွေးလာနေတယ်။ ISP မြန်မာရဲ့လေးလာသုံးသက်ချက်တွေမှာမြန်မာနိုင်ငံဟာအစိုးရနဲ့တော်လှန်ရေးတပ်တွေနှစ်ဖက်တည်းမဟုတ်တော့ဘဲဒေသအလိုက်အင်အားစုများစွာပါဝင်နေတဲ့အလွန်ရှုပ်ထွေးတဲ့ပြိပခအဖြစ်ပြောင်းလဲလာနေတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်အဖြေရှာဖို့လည်းပိုပြီးခက်ခဲလာတယ်လို့သုံးသပ်ထားပါတယ်။နိုင်ငံတကာမီဒီယာတွေရဲ့တူညီတဲ့အမြင် Reuters, The Economist, SCMP, Carnegie, ICG, Nikkei အားလုံးရဲ့သုံးသက်ချက်တွေကိုစုစည်းကြည့်ရင်တူညီတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကမြန်မာနိုင်ငံဟာအရှေ့တောင်အာရှရဲ့အရေးပါဆုံးမဟာဗျူဟာမြောက်နိုင်ငံတနိုင်ငံဖြစ်နေတဲ့ဆိုတဲ့အချက်ပါမြန်မာမှာဖြစ်ပျက်တဲ့အပြောင်းလဲဟာတရုတ်အိန္ဒိယအာဆီယံအမေရိကန်ဥရောပအားလုံးရဲ့အကျိုးစီးပွားကိုတိုက်ရိုက်တက်ရောက်စေနိုင်တယ်လို့ရှုမြင်ထားကြပါတယ်။ညီကုံဒီတော့ကမ္ဘာမီဒီယာတွေမျက်စိထဲမှာမြန်မာဟာတယံဇာတပေါ်များတဲ့နိုင်ငံတနိုင်ငံသားမဟုတ်တော့ပါဘူး။အာရှဒေသရဲ့မဟာဗျူဟာချိန်ခွင်ရှာကိုဆုံးဖြတ်ပေးနိုင်တဲ့နိုင်ငံတနိုင်ငံအဖြစ်မြင်လာကြပါတယ်။ဒါပေမဲ့နိုင်ငံတကာကမြန်မာကိုဘယ်လောက်ပဲအရေးထားနောက်ဆုံးမှာမြန်မာနိုင်ငံရဲ့အနာဂတ်ကိုဆုံးဖြတ်မဲ့သူတွေကမြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ်။လာမယ့် Part 5 မှာတော့အမေရိကန်အနောက်နိုင်ငံများနဲ့အာဆီယံကမြန်မာအပေါ်ဘယ်လိုမူဝါဒတွေကျင့်သုံးနေကြသလဲ။အဲ့ဒီမူဝါဒတွေအောင်မြင်ခဲ့သလားမအောင်မြင်ခဲ့သလားဆိုတာကို Reuters, BBC, AP, The Diplomat, Council on Foreign Relations CRF နဲ့အခြားနိုင်ငံတကာသုတေသနအဖွဲ့တွေရဲ့ကိုးကားချက်များနဲ့အတူဆက်လက်သုံးသပ်တင်ပြပေးသွားပါမယ်။ Part 5အမေရိကန်အနောက်နိုင်ငံများနဲ့အာဆီယံ၏မြန်မာမူဝါဒပြီးခဲ့တဲ့ Part 4မှာနိုင်ငံတကာမီဒီယာတွေကမြန်မာနိုင်ငံကိုဘယ်လိုရှုမြင်ကြသလဲဆိုတာလေ့လာခဲ့ကြပါတယ်။ဒီနေ့ Part 5မှာတော့အမေရိကန်ဥရောပနိုင်ငံများနဲ့အာဆီယံကမြန်မာအပေါ်ဘယ်လိုမူဝါဒတွေကျင့်သုံးနေကြသလဲ။အဲ့ဒီမူဝါဒတွေကဘယ်လောက်ထိရောက်ခဲ့သလဲဆိုတာကိုစမ်းစစ်သွားမှာဖြစ်ပါတယ်။အမေရိကန်ရဲ့မြန်မာမူဝါဒ Reuters, AP နဲ့ Council on Foreign Relations CFR ရဲ့သုံးသပ်ချက်တွေအရ2021ခုနှစ်နောက်ပိုင်းအမေရိကန်ရဲ့မြန်မာမူဝါဒမှာအဓိကအချက်၃ချက်ရှိပါတယ်။ပထမအချက်စီးပွားရေးပိတ်ဆို့မှုအမေရိကန်ဟာစစ်တပ်နဲ့ဆက်ဆက်နေတဲ့ကုမ္ပဏီတွေစီးပွားရေးလုပ်ငန်းရှင်တွေလက်နက်ဝယ်ယူရေးကွန်ရက်တွေကိုအစဉ်စဉ်ပိတ်ဆို့အရေးယူခဲ့ပါတယ်။ဒုတိယအချက်လူသားချင်းစာနာထောက်ထားရေးအကူအညီစစ်ပေးရှောင်ပြည်သူတွေဒုက္ခသည်တွေကျန်းမာရေးနဲ့ပညာရေးကဏ္ဍတွေအတွက်ဒေါ်လာတန်းရာနဲ့ချီတဲ့အကူအညီတွေပေးခဲ့ပါတယ်။တတိယအချက်ဒီမိုကရေစီပြန်လည်ရရှိရေးကိုထောက်ခံခြင်းအမေရိကန်ဟာမြန်မာနိုင်ငံမှာအားလုံးပါဝင်တဲ့နိုင်ငံရေးဖြစ်ရှင်းမှုကိုထောက်ခံတယ်လို့အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုထားပါတယ်။ဥရောပသမဂ္ဂ EU ရဲ့ယက်တီချက် Reuters နဲ့ BBC ရဲ့ဖော်ပြချက်အရဥရောပသမဂ္ဂဟာလည်းအမေရိကန်လိုပဲစီးပွားရေးပိတ်ဆို့မှုနဲ့တန်တမာဖိအားပေးရေးကိုအဓိကအသုံးပြုခဲ့ပါတယ်။ EU ဟာစစ်ခေါင်းဆောင်တွေလက်နက်ရောင်းဝယ်ရေးနဲ့ဆက်နွယ်သူတွေစီးပွားရေးလုပ်ငန်းအချို့ကိုအရေးယူပိတ်ဆို့ထားပါတယ်။ဒါပေမဲ့လူသားချင်းစာနာထောက်ထားရေးအကူအညီတွေကိုတော့ဆက်လက်ပေးနေပါတယ်။အာဆီယံရဲ့ 5-point consensus အာဆီယံအဖွဲ့ကတော့မြန်မာအရေးကို 5-point consensus လို့ခေါ်တဲ့အချက်၅ချက်နဲ့ဖြည့်ရှင်းဖို့စ조사ခဲ့ပါတယ်။အဲ့ဒီအချက်တွေကတော့အကြမ်းဖက်မှုရပ်တန့်ရေးဆွေးနွေးညှိနှိုင်းရေးအာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ရေးလူသားချင်းစာနာမှုအကူအညီပေးရေးသက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံဆွေးနွေးရေးတို့ဖြစ်ပါတယ်။အာဆီယံမူဝါဒ
ဘာကြောင့်အခက်တွေ့ခဲ့တယ်လဲ International Crisis Group နဲ့ The Diplomat ရဲ့သုံးသပ်ချက်တွေအရအာဆီယံရဲ့အဓိကအားနည်းချက်ကအဖွဲ့ဝင်နိုင်ငံတွေအကြားသဘောထားမတူညီခြင်းဖြစ်ပါတယ်။တချို့နိုင်ငံတွေကဖိအားပိုပေးချင်ကြတယ်။တချို့နိုင်ငံတွေကတော့မစွတ်ဖက်ရေးမှုကိုပိုပြီးအလေးထားကြပါတယ်။ဒါကြောင့်ဆုံးဖြတ်ချက်တွေဟာနှေးကွေးပြီးလက်တွေ့အကောင့်ထဲပေါ်ရမှာအခက်အခဲတွေရှိနေခဲ့တယ်လို့သုံးသပ်ထားပါတယ်။ပိတ်ဆို့အရေးယူမှုတွေထိရောက်ခဲ့သလားဒီမိခိုးကနိုင်ငံတကာမှာအငင်းပွားဆုံးအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ Reuters နဲ့ CFR ရဲ့လေးလာချက်တွေအရပိတ်ဆို့အရေးယူမှုတွေကြောင့်စီးပွားရေးဖိအားတချို့ဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံအတွင်းကနိုင်ငံရေးနဲ့စစ်ရေးအခြေအနေကိုအခြေခံကြပြောင်းလဲစေခဲ့တယ်လို့ပြောဖို့တော့ခက်ခဲနေစေဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲတရုတ်ရုရှားနဲ့အခြားဒေသတွင်မိတ်ဖက်နိုင်ငံတွေနဲ့ဆက်ဆံရေးကိုမြင့်တင်လာတာကြောင့်အနောက်နိုင်ငံတွေရဲ့ဖိအားကိုတစိမ့်တစ်ပိုင်းလျှော့ချနိုင်ခဲ့လို့သုံးသပ်ကြပါတယ်။မြန်မာအရေးမှာနိုင်ငံတကာရဲ့အခက်အခဲ United States Institute of Peace USIP နဲ့ ICG ရဲ့သုံးသပ်ချက်ကတော့တူညီတဲ့အချက်တစ်ခုကိုထောက်ပြထားပါတယ်။အဲ့ဒါကမြန်မာအရေးဟာပြည်တွင်းပြဿနာတစ်ခုတည်းမဟုတ်တော့ဘဲဒေသတွင်းနဲ့ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာအကျိုးစီးပွားတွေနဲ့ဆက်နွယ်နေပြီဆိုတာပါ။ဒါကြောင့်ဘယ်နိုင်ငံမဆိုမိမိတို့ရဲ့အကျိုးစီးပွားကိုထည့်မစင်စားဘဲဆုံးဖြတ်ချက်ချဖို့ခက်ခဲနေပါတယ်။အနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲ။ Reuters နဲ့ The Diplomat တို့ရဲ့သုံးသပ်ချက်အရမြန်မာနိုင်ငံမှာနိုင်ငံရေးအဖြစ်တစ်ခုမပေါ်ပေါက်သေးတဲ့၍နိုင်ငံတကာဖိအားတွေဆက်ရှိနိုင်တယ်။လူသားချင်းစာနာမှုအကူအညီတွေဆက်တိုးလာနိုင်တယ်။တရုတ်နဲ့အိန္ဒိယတို့ရဲ့မဟာဗျူဟာပြိုင်ဆိုင်မှုကလည်းဆက်လက်ရှိနေအောင်မယ်။အဲ့ဒီအခြေအနေတွေကမြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးအရေးပါမှုကိုပိုပြီးမြင့်တက်စေနိုင်ပါတယ်။ညီကုံဒီနေ့လေ့လာခဲ့သလိုအမေရိကန်နဲ့ဥရောပကဖိအားပေးရင်းနဲ့ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးကိုအလေးထားပါတယ်။အာဆီယံကတော့ဆွေးနွေးညှိနှိုင်းရေးနဲ့ဒေသတွင်းတည်ငြိမ်ရေးကိုဦးစားပေးပါတယ်။တရုတ်နဲ့အိန္ဒိယကတော့မိမိတို့ရဲ့လုံခြုံရေးနဲ့စီးပွားရေးအကျိုးစီးပွားကိုအခြေခံပြီးမူဝါဒတွေချမှတ်နေကြပါတယ်။တနည်းအားဖြင့်မြန်မာနိုင်ငံဟာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့မဟာဗျူဟာတွေစုံစည်းရာနေရာတစ်ခုဖြစ်နေပြီးနိုင်ငံတကာမူဝါဒတိုင်းဟာမြန်မာပြည်သူတွေရဲ့ဘဝပေါ်တိုက်ရိုက်သက်ရောက်မှုရှိနေပါတယ်။လာမယ့်ပတ်စစ်မှာတော့တရုတ်အမေရိကန်အားပြိုင်မှုကြားမြန်မာနိုင်ငံရဲ့အနာဂတ်ဘယ်လိုဖြစ်လာနိုင်သလဲအကောင်းဆုံးနဲ့အဆိုးဆုံးဖြစ်နိုင်ခြေတွေကဘာတွေလဲဆိုတာကို Reuters, The Economist, Foreign Affairs, Carnegie Endowment, Lowy Institute နဲ့ CSIS Center for Strategic and International Studies တို့ရဲ့သုံးသပ်ချက်များကိုအခြေခံပြီးနက်နက်ရှိုင်းရှိုင်းဆက်လက်တင်ပြပေးသွားပါမယ်။ပတ်စစ်တရုတ်အမေရိကန်အားပြိုင်မှုကြားမြန်မာ၏အနာဂတ်ဘယ်လိုဖြစ်လာနိုင်သလဲ။ Part 1ကနေ Part 5ထိကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးအရေးပါမှုတရုတ်အိန္ဒိယအမေရိကန်အာဆီယံနဲ့နိုင်ငံတကာရဲ့မူဝါဒတွေကိုလေ့လာခဲ့ကြပါတယ်။အခုတော့အရေးကြီးဆုံးမေးခွန်းတစ်ခုကိုဆွေးနွေးကြပါမယ်။တရုတ်နဲ့အမေရိကန်တို့ရဲ့အားပြိုင်မှုကြားကမြန်မာနိုင်ငံရဲ့အနာဂတ်ဘယ်လိုဖြစ်လာနိုင်မလဲ။ဒီမေးခွန်းအတွက်အဖြေတစ်ခုတည်းမရှိပါဘူး။ဒါပေမဲ့ Reuters, The Economist, CSIS, Carnegie Endowment နဲ့ Lowy Institute တို့ရဲ့သုံးသပ်ချက်တွေကိုစုစည်းကြည့်လိုက်ရင်ဖြစ်နိုင်ခြေအခြေအနေ၃မျိုးကိုမြင်တွေ့နိုင်ပါတယ်။ Scenario 1မြန်မာနိုင်ငံတည်ငြိမ်လာမည့်အခြေအနေဒီအခြေအနေမှာနိုင်ငံရေးဆွေးနွေးမှုတွေတိုးတက်လာတယ်။တိုက်ပွဲတွေလျော့ကျလာတယ်။နိုင်ငံတကာအကူအညီတွေပြန်လည်ဝင်ရောက်လာတယ်။အဲ့လိုဖြစ်လာရင်မြန်မာဟာတရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးရဲ့ရင်းနှီးမြှုပ်နှံမှုကိုရရှိနိုင်တဲ့နိုင်ငံဖြစ်လာနိုင်တယ်လို့ Carnegie Endowment ကသုံးသပ်ထားပါတယ်။တရုတ်ရဲ့ CMEC စီမံကိန်းတွေကြောက်ဖြူ Deep Sea Port ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေဆက်လက်ဖွံ့ဖြိုးလာနိုင်တယ်။တစ်ဖက်မှာလည်းအိန္ဒိယရဲ့ Kelantan Project နဲ့ India Myanmar Thailand Highway လိုစီမံကိန်းတွေအရှိန်မြင့်လာနိုင်ပါတယ်။အဲ့လိုဖြစ်လာရင်မြန်မာနိုင်ငံဟာအာရှရဲ့ကုန်သွယ်ရေးအချက်အခြာတစ်ခုဖြစ်လာနိုင်တယ်လို့ The Economist ကသုံးသပ်ထားပါတယ်။ Scenario 2လက်ရှိအခြေအနေဆက်လက်ကြာမြင့်လာခြင်း Reuters နဲ့ ICG တို့ကတော့ဒီ scenario ကိုအဖြစ်နိုင်ဆုံးလို့သုံးသပ်ထားပါတယ်။အဲ့ဒီအခြေအနေမှာတိုက်ပွဲတွေဆက်ရှိမယ်။ဒေသလိုက်အုပ်ချုပ်မှုကွဲပြားနေမယ်။နိုင်ငံရေးမရေရာမှုဆက်လက်ရှိမယ်။ဒီလိုဖြစ်လာရင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျော့နည်းလာနိုင်တယ်။စီးပွားရေးတိုးတက်မှုနှေးကွေးမယ်။ဒုက္ခသည်ပြဿနာဆက်ရှိမယ်။နေဆက်လုံခြုံရေးပြဿနာတွေလည်းဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။ CSIS ကတော့ဒီလိုအခြေအနေဟာဒေသတွင်တည်ငြိမ်ရေးအတွက်
အနည်းအရှိဆုံးအခြေအနေတွေထဲကတစ်ခုလို့သတ်မှတ်ထားပါတယ်။ Scenario 3အင်အားကြီးနိုင်ငံများ၏ပြိုင်ဆိုင်မှုပုံမပြင်းထန်လာခြင်း Lobby Institute နဲ့ Foreign Affairs ရဲ့သုံးသပ်ချက်အရတရုတ်နဲ့အမေရိကန်တို့ရဲ့ရှင်ပြိုင်မှုဟာလာမယ့်ဆယ်စုနှစ်အတွင်းပုံမပြင်းထန်လာနိုင်ပါတယ်။အဲ့ဒီအခါမြန်မာနိုင်ငံဟာအင်အားကြီးနိုင်ငံတွေရဲ့မဟာဗျူဟာပြိုင်ဆိုင်မှုပုံမပြင်းထန်တဲ့နေရာတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီအခြေအနေမှာရင်းနှီးမြှုပ်နှံမှုတချို့ဝင်လာနိုင်ပေမဲ့နိုင်ငံရေးဖိအားတွေကလည်းတိုးလာနိုင်ပါတယ်။တရုတ်ကသူ့ရဲ့စီမံကိန်းတွေကိုကာကွယ်ဖို့ကြိုးစားမယ်။အမေရိကန်နဲ့မိတ်ဖက်နိုင်ငံတွေကဒေသတွင်းမဟာဗျူဟာဟန်ချက်ညီအောင်ဆောင်ရွက်ဖို့ကြိုးစားမယ်။ဒီလိုနဲ့မြန်မာဟာအင်အားကြီးနိုင်ငံတွေကြားမှာပုံမအရေးပါတဲ့နိုင်ငံဖြစ်လာနိုင်ပါတယ်။နိုင်ငံတကာသုတေသီတွေတူညီစွာထောက်ပြတဲ့အချက် Carnegie, CSIS, USIP, ICG အားလုံးကတူညီတဲ့အချက်တစ်ခုကိုပြောထားပါတယ်။မြန်မာနိုင်ငံရဲ့အနာဂတ်ကိုနိုင်ငံခြားအင်အားကြီးနိုင်ငံတွေကတစ်ဖက်သက်ဆုံးဖြတ်ပေးနိုင်မှာမဟုတ်ဘူး။ပြည်တွင်းနိုင်ငံရေးအုပ်ချုပ်ရေးလုံခြုံရေးစီးပွားရေးနဲ့ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေကသာအဓိကအဆုံးဖြတ်ဖြစ်မယ်လို့သုံးသပ်ထားပါတယ်။မြန်မာအတွက်သင်ခန်းစာကမ္ဘာသမိုင်းကိုပြန်ကြည့်ရင်ပထဝီနိုင်ငံရေးအရေးပါတဲ့နိုင်ငံတွေဟာအခွင့်အလမ်းတွေအများကြီးရရှိခဲ့တယ်လို့စိန်ခေါ်မှုတွေလည်းအများကြီးကြုံခဲ့ရပါတယ်။မြန်မာနိုင်ငံကလည်းတရုတ်နဲ့အိန္ဒိယကြားအရှေ့တောင်အာရှနဲ့တောင်အာရှကြားအိန္ဒိယသမုဒ္ဒရာနဲ့တရုတ်ပြည်မကြီးကြားတည်ရှိနေတဲ့နိုင်ငံဖြစ်တဲ့အတွက်ဒီပထဝီအနေအထားကိုပြောင်းလဲလို့မရပါဘူး။ဒါပေမဲ့ဒီပထဝီအနေအထားကိုစိန်ခေါ်မှုဖြစ်အသုံးချမလားအခွင့်အလမ်းဖြစ်ပြောင်းလဲမလားဆိုတာကတော့မြန်မာနိုင်ငံရဲ့ရွေးချယ်မှုနဲ့ဆက်ဆက်နေပါတယ်။ညီကုံReuters ကဖော်ပြဖူးတဲ့စကားတစ်ခုရှိပါတယ်။မြန်မာနိုင်ငံဟာဒေသတွင်းသာမကကမ္ဘာမဟာဗျူဟာအတွက်လည်းအရေးပါတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုဘေကျင်းကစောင့်ကြည့်နေတယ်။နယူးဒေလီကစောင့်ကြည့်နေတယ်။ဝါရှင်တန်ကစောင့်ကြည့်နေတယ်။တိုကျိုကစောင့်ကြည့်နေတယ်။ဘရက်ဆဲလ်ကစောင့်ကြည့်နေတယ်။အာဆီယံကလည်းစောင့်ကြည့်နေပါတယ်။အဆုံးမှာတော့မြန်မာနိုင်ငံဟာအင်အားကြီးနိုင်ငံတွေရဲ့အကျိုးစီးပွားဆောင်ရာမြေပြင်တစ်ခုအဖြစ်ဆက်လက်တည်ရှိမလားသို့မဟုတ်ဒေသတွင်ပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးရဲ့အချက်ချာနိုင်ငံတစ်ခုဖြစ်လာမလားဆိုတာကအနာဂတ်နှစ်များအတွင်းအရေးကြီးဆုံးမေးခွန်းတစ်ခုအဖြစ်ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်။ Part 7 Final Episode နောက်ဆုံး Part 7မှာတော့မြန်မာနိုင်ငံအတွက်အနာဂတ်လမ်းကြောင်းဘာတွေရှိနိုင်သလဲတရုတ်အိန္ဒိယအမေရိကန်နဲ့အာဆီယံကြားမှာမြန်မာဟာဟန်ချက်ညီတဲ့နိုင်ငံခြားရေးမူဝါဒကိုဘယ်လိုတည်ဆောက်နိုင်မလဲဆိုတာကို Reuters Foreign Affairs, Carnegie Endowment, CSIS, Lobby Institute, ISEAS, 1USOF, Ishak Institute နဲ့အခြားသုတေသနအဖွဲ့များ၏အမြင်များကိုအခြေခံပြီးသုံးသပ်တင်ပြကာဒီ series ကိုအဆုံးသတ်ပေးသွားပါမယ်။ Part 7 Final Episodeမြန်မာ၏အနာဂတ်လမ်းဆုံမှာရပ်နေသောနိုင်ငံ series အစမှာမေးခွန်းတစ်ခုမေးခဲ့ပါတယ်။ဘာကြောင့်အင်အားကြီးနိုင်ငံအားလုံးကမြန်မာနိုင်ငံကိုစိတ်ဝင်စားနေကြတာလဲ။အခု Part 7ရောက်လာတဲ့အခါနောက်ထပ်မေးခွန်းတစ်ခုထပ်ပေါ်လာပါတယ်။ဒီအခြေအနေတွေကြားမှာမြန်မာနိုင်ငံရဲ့အနာဂတ်ကဘလို့ဥတည်သွားမလဲ။ဒီမေးခွန်းအတွက်ဘယ်သူတည်တနာဌာနဘယ်အစိုးရဘယ်နိုင်ငံတကာမီဒီယာမှတိတိကျကျအဖြေမပေးနိုင်ပါဘူး။ဒါပေမဲ့အားလုံးရဲ့သုံးသပ်ချက်တွေကိုစုစည်းကြည့်လိုက်ရင်မြန်မာနိုင်ငံအတွက်အဓိကလမ်းကြောင်း၃ခုကိုတွေ့နိုင်ပါတယ်။လမ်းကြောင်း၁အင်အားကြီးနိုင်ငံတစ်နိုင်ငံကိုသာမှီခိုသွားခြင်း Carnegie Endowment နဲ့ CSIS တို့ကဘယ်နိုင်ငံတွေအတွက်အင်အားကြီးနိုင်ငံတစ်ခုကိုသာအလွန်အကျွံမှီခိုတာဟာရေရှည်မှာစွန့်စားမှုကြီးတယ်လို့သုံးသပ်ထားပါတယ်။ဘာကြောင့်လဲအင်အားကြီးနိုင်ငံတွေကမိတ်ဆွေတယောက်လိုဆက်ဆံပေမဲ့ဆုံးဖြတ်ချက်တိုင်းဟာသူတို့ရဲ့အမျိုးသားအကျိုးစီးပွားကိုအခြေခံပါတယ်။တရုတ်ဖြစ်ဖြစ်အမေရိကန်ဖြစ်ဖြစ်အိန္ဒိယဖြစ်ဖြစ်ဘယ်နိုင်ငံမှတခြားနိုင်ငံရဲ့အကျိုးစီးပွားကိုကိုယ့်အကျိုးစီးပွားထက်မထင်ကြပါဘူး။ဒါဟာနိုင်ငံတကာစစ်ဆိုင်ရဲ့လက်တွေ့အခြေအနေဖြစ်ပါတယ်။လမ်းကြောင်းနဲ့ဟန်ချက်ညီတဲ့နိုင်ငံခြားရေးမူဝါဒ Lobby Institute နဲ့ Foreign Affairs တို့ကအောင်မြင်တဲ့နိုင်ငံငယ်အများစုဟာ Balance Diplomacy ကိုကျင့်သုံးကြတယ်လို့ဆိုပါတယ်။ဥပမာစင်ကာပူ၊ဗီယက်နမ်၊အင်ဒိုနီးရှားဒီနိုင်ငံတွေဟာအင်အားကြီးနိုင်ငံတစ်နိုင်ငံတည်းကိုမိခိုမနေပဲအားလုံးနဲ့ဆက်ဆံရေးထိန်းထားကြပါတယ်။ဒါကြောင့်ယင်းနှိမ့်မြုပ်နှံမှုရလာတယ်။လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုရလာတယ်။စီးပွားရေးတိုးတက်လာတယ်။နိုင်ငံတကာမှာလည်းယုံကြည်မှုပိုရလာတယ်။လမ်းကြောင်း၃
ပြည်တွင်းတည်ငြိမ်မှုကိုခြေခံပြီး Reuters, ICG, USIP, ISEAS အားလုံးကတူညီတဲ့အချက်တစ်ခုကိုထပ်ခါတလဲလဲပြောကြပါတယ်။ပြည်တွင်းမတည်ငြိမ်ရင်ဘယ်နိုင်ငံခြားရေးမူဝါဒမှအောင်မြင်မှာမဟုတ်ဘူး။နိုင်ငံခြားရေးနှိမ့်ညွတ်နှံမှုစီးပွားရေးခရီးသွားလုပ်ငန်းကုန်သွယ်ရေးအလို့အကင်အားလုံးဟာတည်ငြိမ်မှုအပေါ်မူတည်နေပါတယ်။မြန်မာနိုင်ငံရဲ့အားသာချက်ကမ္ဘာမြေပုံကိုကြည့်လိုက်ရင်မြန်မာနိုင်ငံဟာတောင်အာရှနဲ့အရှေ့တောင်အာရှကိုဆက်သွယ်ထားတဲ့တရားဒဇင်းလိုဖြစ်နေပါတယ်။တဘာဝတက်ငွေရှိတယ်၊ရှားပါးသတ္ထုတွေရှိတယ်၊လေယာမြေတွေရှိတယ်၊ကမ်းရိုးတန်းရှည်ရှိတယ်၊အိန္ဒိယသမုဒ္ဒရာကိုဓာတ်ရိုက်ထွက်ပေါက်ရှိတယ်။ဒါတွေဟာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အခြေခံအားသာချက်တွေပါ။ဒါကြောင့်ပဲတရုတ်၊အိန္ဒိယ၊အမေရိကန်၊ဂျပန်၊အာဆီယံ၊ဥရောပအားလုံးကမြန်မာကိုအရေးပါတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်မြင်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့တဘာဝရင်းမြစ်တွေများတာနဲ့အလိုလျောက်ချမ်းသာလာမှာမဟုတ်ပါဘူး။ပထဝီအနေအထားကောင်းတာနဲ့အလိုလျောက်ဖွံ့ဖြိုးလာမှာမဟုတ်ပါဘူး။ The Economist ရဲ့သုံးသပ်ချက်တစ်ခုမှာ Geography is an opportunity not a guarantee လို့ရေးသားထားပါတယ်။အတိတ်ကပထဝီအနေအထားကအခွင့်အလမ်းကိုပေးနိုင်ပေမဲ့အောင်မြင်မှုကိုတော့အာမမခံနိုင်ဘူးဆိုတာပါ။နိုင်ငံတကာကဘာကိုစောင့်ကြည့်နေလဲ CSIS Reuters Foreign Affairs အားလုံးကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအချက်၃ချက်ကိုအဓိကစောင့်ကြည့်နေပါတယ်။ပထမနိုင်ငံရေးအခြေအနေဘလို့ပြောင်းလဲမလဲ။ဒုတိယစီးပွားရေးပြန်လဲနိုးထနိုင်မလား။တတိယမြန်မာဟာတရုတ်အိန္ဒိယအမေရိကန်အာဆီယံတို့နဲ့ဘလို့ဟန်ချက်ညီအောင်ဆက်ဆံနိုင်မလဲ။ဒီအချက်တွေဟာလာမယ့်ဆယ်စုနှစ်တွင်မြန်မာနိုင်ငံရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမဲ့အရေးကြီးဆုံးမေးခွန်းတွေဖြစ်လာနိုင်ပါတယ်။ Final conclusion ကမ္ဘာနိုင်ငံရေးမှာအမြဲတမ်းမိတ်ဆွေဆိုတာမရှိပါဘူးအမြဲတမ်းရန်သူဆိုတာလည်းမရှိပါဘူးအမြဲတမ်းရှိနေတာကအမျိုးသားအကျိုးစီးပွားပဲဖြစ်ပါတယ်ဒီသဘောတရားကိုတရုတ်လဲလိုက်နာတယ်အမေရိကန်လဲလိုက်နာတယ်အိန္ဒိယလဲလိုက်နာတယ်ဂျပန်လဲလိုက်နာတယ်အာဆီယံနိုင်ငံတွေလဲလိုက်နာကြပါတယ်မြန်မာနိုင်ငံအတွက်လဲရေရှည်အကျိုးစီးပွားကိုအခြေခံတဲ့နိုင်ငံရေးစီးပွားရေးနဲ့နိုင်ငံခြားရေးမူဝါဒတွေတည်ဆောက်နိုင်မလားဆိုတာကအနာဂတ်အတွက်အရေးကြီးတဲ့မိခွန်းတစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါတယ်။ဒီနေ့နဲ့ပဲမြန်မာတရုတ်နဲ့အိန္ဒိယအင်အားကြီးနိုင်ငံများကြားကမြန်မာ၏မဟာဗျူဟာလမ်းကြောင်း series ကိုအဆုံးသတ်လိုက်ပါမယ်။ဒီ series ဟာတစ်ဖက်ဖက်ရဲ့ယက်တီချက်ကိုအတည်ပြုဖို့မဟုတ်ဘဲ Reuters Foreign Affairs, Carnegie Endowment, CSIS, Lowy Institute, The Economist နဲ့အခြားသုတေသနအဖွဲ့အစည်းများ၏သုံးသပ်ချက်များကိုအခြေခံပြီးမြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးအရေးပါမှုကိုနားလည်နိုင်အောင်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။အားပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။အခုလိုနိုင်ငံတကာသုံးသပ်ချက်တွေချင်းပြတဲ့သတင်းတွေမြန်မာနိုင်ငံရေးနဲ့ကမ္ဘာရေးရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ channel ကို subscribe လုပ်ထားပြီး notification bell ကိုဖွင့်ထားဖို့မမေ့ပါနဲ့။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့။ကျေးဇူးတင်ပါတယ်ရှင်။